ဘောလုံးသမိုင်းမှာဂိုးသမား2ယောက်လုံးအနီးကပ်ပြခံခဲ့ရတဲ့ပွဲဘောလုံးပွဲတစ်ပွဲမှာအနီးကပ်ပြခံရတာကအဆန်းမဟုတ်ပါဘူးဒါပေမဲ့အသင်းနှစ်သင်းလုံးရဲ့ဂိုးသမားတွေဒီပွဲထဲမှာအနီးကပ်ပြခံရတာကြားဘူးပါသလားဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကနောက်ဆုံးမှာတက်စစ်မှုတစ်ယောက်ကဂိုးသမားအဖြစ်ဝင်ဆောက်ခဲ့ရတာပါဒီလိုမယုံနိုင်စရာဖြစ်ရဟာ2023ခုနှစ်မှာတကယ်ဖြစ်ခဲ့ပါတယ်2023ခုနှစ်အောက်တိုဘာလစီးရီးရေးပြိုင်ပွဲမှာ AC မီလန်နဲ့ဂျီယိုနာတို့ရင်ဆိုင်ခဲ့ပါတယ်မိနစ်90ပြည့်ကန်ဒီမှာ AC မီလန်ဂိုးသမားမိုက်မိုင်ညန်ဟာပြိုင်ဘက်ကစားသမားကိုကွင်းပြင်ထွက်ပြီးတားဆီးရာကနေပြင်းထန်တဲ့ဖြတ်ထုတ်မှုကြောင့်တိုက်ရဲ့အနီးကပ်ပြခံလိုက်ရပါတယ်ပြဿနာက AC မီလန်ဟာလူစားလဲခွင့်အကုန်သုံးပြီးသားဖြစ်နေခဲ့တာပါဒါကြောင့် AC မီလန်နီးပြစတက်ဖာနိုပီယိုလီဟာမမျှော်လင့်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်တိုက်စစ်မှုအိုလီဗီယာဂျီရိုကိုဂိုးသမားအဖြစ်ပြောင်းဆောက်ခိုင်းလိုက်တာပါဂျရူဟာဂိုးသမားအင်ကြီးလက်အိတ်ဝတ်ပြီးကျန်တဲ့မိနစ်တွေကိုဂိုးဆောက်ခဲ့ရပါတယ်ဒါပေမဲ့ဇလန်ကအဲ့ဒီမှာမပြီးသေးပါဘူးပွဲပြီးကန်ဒီခြေပကိုရဖို့ရှေ့တက်လာတဲ့ဂျီယိုနာဂိုးသမားဂျိုးဆက်မာတီနက်စ်ဟာ AC မီလန်ကစားသမားနဲ့ထိခိုက်မိပြီးသူလည်းအနီးကပ်ထပ်ပြခံလိုက်ရပါတယ်ဒီလိုနဲ့တပွဲထဲမှာအသင်းနှစ်သင်းလုံးရဲ့ဂိုးသမားတွေအနီးကပ်ပြခံရတဲ့ရှားပါတဲ့မှတ်တမ်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပွဲရဲ့ဟီးရိုးကဂိုးသမားမဟုတ်ခဲ့ပါဘူးဂိုးသမားအဖြစ်ဝင်ဆောက်ခဲ့တဲ့အိုလီဗီယာဂျရူဖြစ်ပါတယ်နောက်ဆုံးမိနစ်မှာဂျီယိုနာရဲ့အပိုင်ခံချက်ကိုရဲရဲဝံ့ဝံ့ထောက်ဖမ်းနိုင်ခဲ့ပြီး AC မီလန်ကို1-0နဲ့အနိုင်ရအောင်ကူညီပေးခဲ့ပါတယ်ဒီပွဲဟာဘောလုံးသမိုင်းထဲကအရှားပါဆုံးနဲ့မယုံနိုင်စရာအဖြစ်အပျက်တွေတဲကတစ်ခုအဖြစ်ဒီနေ့အထိပြောစမှတ်သွင်းနေစေဖြစ်ပါတယ်